အရှင်ဖေယလိန်တူချစ်ကြိုက်လို့ရပါသလားအရှင်ဖေယအကုသိုလ်ရပါသလားမသိလို့ပါဖေယတဲ့အင်္ဂုတ္တရနိကေတိကနိပတ်ဒုတိယပါဏာတကဗျမနဝတ်ပါလောကသုံးမှာဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်ယာတိဥဒုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးအငတ်ဘေးတွေဆက်၍တတ္တဝါတွေတည်ကြည်ပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်အဲ့ဒီအထဲမှာကြည့်လိုက်ပါမိစ္ဆာဓမ္မဆိုတာပါပါတယ်မိစ္ဆာဓမ္မကိုပါဋိကဝက္ကအထကထာမှာယောက်ျားချင်းမိန်းမချင်းလိန်တူချစ်ကြိုက်မှုလို့အဓိပ္ပာယ်ဖွင့်ပါတယ်မိစ္ဆာဓမ္မဆိုတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ပါမိစ္ဆာနဲ့ဓမ္မနှစ်ခုပေါင်းစပ်ထားပါတယ်မိစ္ဆာတရာသည်မိစ္ဆာမှုသာဗျာယံဆိုတဲ့အတိုင်းမှန်ကန်ခြင်းချွတ်ယွင်းခြင်းဖောက်ပြန်ခြင်းဆိုတဲ့အနက်ကိုဟောပါတယ်ဓမ္မတရာသည်တဘာဝအနက်ကိုဟောပါတယ်မိစ္ဆာဓမ္မပေါင်းလိုက်တဲ့အခါမှာမှန်ကန်ခြင်းချွတ်ယွင်းခြင်းဖောက်ပြန်ခြင်းသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ယောက်ျားချင်းမိန်းမချင်းလိန်တူချစ်ကြိုက်ခြင်းဟာတဘာဝသဘောတရားအရာမဟုတ်ပဲမှားယွင်းစွာဖောက်ပြန်မှုဖြစ်တဲ့အတွက်ကြောင့်ယောက်ျားချင်းမိန်းမချင်းလိန်တူချစ်ကြိုက်မှုဟာအကုသိုလ်ပဲဖြစ်စေပါတယ်ကုသိုလ်မဖြစ်စေပါဘူးเนาะဒါကြောင့်လိန်တူချစ်ကြိုက်လို့လည်းမရသလိုဖះဟောကြံခံရကြည့်မယ်ဆိုရင်လည်းအကုသိုလ်ဖြစ်ပါတယ်เนาะ